နာမည်လေးချက်မိတ်ဆက်ပြီး ။ဘာကျွန်တော်နာမည်အဲ့သူဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နာမည်တော့အကူလေးပါ ။အခုကတော့ကျွန်တော်တို့တာလပေါခင်းချိုကိုချက်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပေါဝင်တိဆရာကဟိုမလဲရတန်အရတန်တစ်ခွက်တက်လာပဲဗဒါတက်ဆက်ဒီကတော့ကျွန်တော်တို့ခမိန်ကြိုက်ထားပေးပါတယ်နော်။မင်းတို့ဒါတော့စပလီပါ။ဘာဒီဟာကငပိရေကိုဟောတယ်ထိုင်ငပိဖြစ်ပါတယ်နော်။ဒီမှာတော့ညဒီနဲ့ချက်သွင်းဖြစ်နေကြိုက်ထားတာပါတယ်။ချုံမအနေငယ်ပါတယ်။ဆိုတော့အဒီဟာကချက်ပါမအနေငယ်ပါတယ်။ဒီကအဒီဟာကငါးငါးပြည့်ရဲ့အနေငယ်ပါပါတယ်။ဒီဟာကဒီလေရဲ့ပါတယ်။ဒီနေ့ဆိုင်ငယ်ကောင်းမတဲ့ကောင်းမနဲ့အနေငယ်ဖြူရမှာ။အဲဒီလည်းရခဲ့ပါမှာဆရာ။ဒီရတဲ့ချာတော့သမချက်ထားတဲ့ခမဲအင်းတက်ပါမယ်ဒီစင်ဒီဟာရမြေဒီရတယ်နည်းနည်းစစားရတော့လာတာသူစက်လေးโอเคဒီအတူဒီကပြရပြီစင်စပလိုင်းဒီလိုစင်အရက်တက်ပါမယ်ရတော့အရက်ရတော့ညာလေးကောင်းနေတယ်ဒီအရက်တော့ဒီဟာတော့ငယ်ကောင်းမှမများလေခိုင်းပဲအဲ့ဒါကူဆဆဖြစ်လာတာပါကြီးနေတော့ဒီကြလာပြီအဲ့ဒါမပြေတယ်နော်แต่ละพอเชื่อได้ขาใจงับปีมาปามมาพี่วะนะงับปีอายัดตาแต่ยีจะได้งับปีได้สิ่งเดียวสระเดียร์จะทำหมดนะหมดแล้วได้แบบนั้นชั่วโมงนั่งเงี้ยได้บ้างนะโอเคมาเสร็จแล้วนั่งงับใจอยู่นะได้บ้างนะစားလို့ရပြီ စားရပြီကြရရတယ်ဝရန်နလည်းစိစားရပြီဟုတ်တယ်နားလေလားအနာမွေးလာတယ်တော့ရတာပြည့်တယ်ဒီတလပတ်ထဲမှာအခုကတော့ကျွန်တော်ပူလရွနဲ့တလပတ်ချက်ထားပါတယ်ဟိုတကယ်ချင်းလို့ဟိုနီးလို့ဘာလို့လဲချက်လိုက်ရတယ်ပြည့်စင်ပင်ငန်းဒီတော့အဲ့လိုမျိုးမို့လို့လဲဒီချက်ကိုချက်ရတာနဲ့ချက်လို့ကဲအခုကတော့တလပတ်လေးပြီးသားပါပြီခင်ဗျာအခုကတော့ကျွန်တော်တို့မရကိုလေးနဲ့မလားကိုလေးနဲ့ကျွန်တော်တို့ဒီကြီးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်လားညီကြလာမယ်နော်ပါကိုဘူးစစားလေးပါဒီကြည့်မယ်လေရတာမိုက်တယ်အရက်ပါရက်ခံစားချက်တော့ဘယ်လိုလဲပူပူဆက်ဆက်လေးနဲ့ရက်စားလို့ကောင်းတယ်ရှယ်ပဲ